ကိုယ့်ရဲ့အမျိုးသားညီလေးကိုမကြီးကျင်တဲ့အမျိုးသားဆိုတာတော့မရှိဘူးလို့ထင်ပါတယ်နော်အဲ့တော့ကိုယ့်ရဲ့အမျိုးသားညီလေးကြီးဖို့ဆိုပြီးတော့ဒီလမ်းမျိုးစုံအသုံးပြုတတ်ကြတယ်အဲ့တော့စေးတောက်တာရှိမယ်စေးလိမ့်တာရှိမယ်နောက်တစ်ခုကအစားတောက်တွေစားတာရှိမယ်တချို့ကြောင့်လည်းပြောင်းနေပါတယ်ဆွဲတာပေါ့နော်တချို့ကြောင့်လည်းဆေးပါတယ်ထိုးတာပေါ့အဲ့ဒီမှာကျွန်တော်ကဒီအမျိုးသားအင်္ဂါအမျိုးသားညီလေးကြီးအောင်ဆိုပြီးတော့ပြောင်းကိုဆွဲမယ်ဆိုရင်အလွန်ကျော်ဆွဲတဲ့ခါမှာဘာတွေဖြစ်တယ်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘာတွေဖြစ်တယ်လဲဆိုလို့ရှိရင်ဒီဟာကိုအလွန်ကျွံသုံးတဲ့အခါမှာဆိုရင်အလွန်ကျွံသုံးတယ်ဆိုတာချို့ရရှိတယ်ဟာကြီးကျယ်စောများပြီးတော့ဒီ vegan effect ကိုခက်များသုံးလိုက်တာပေါ့နော်အဲ့တော့ vegan effect ဆိုတော့လေဟာနယ်ဖြစ်အောင်လုပ်လိုက်တာလေဟာနယ်ဖြစ်အောင်လုပ်ပြီးတော့ဒီကိုယ့်ရဲ့အမျိုးသားအင်္ဂါညီလေးကိုသူကဆုပ်လိုက်တယ်ဆုပ်လိုက်တော့သူရှည်ထွက်လာပြီးတော့ကြီးလာတဲ့ပုံစံဖြစ်လာတာပေါ့နော်အဲ့လိုမျိုးအားပြင်းသွားတဲ့အခါမှာဆိုရင်သူကအားများပြီးတော့ကိုယ့်ရဲ့အမျိုးသားညီလေးတောအိမ်မှာရှိတဲ့အတစ်ရှူတွေပျက်စီးတတ်တယ်အဲ့တော့တစ်ရှူပျက်စီးတယ်နောက်သွေးကြောတွေပျက်စီးတတ်တယ်အာယုံကြောတွေပျက်စီးတတ်တယ်အဲ့တော့သွေးကြောတွေပျက်စီးပြီဆိုလို့ရှိရင်သွေးကြည်ဥရာတွေဖြစ်နိုင်တယ်ဖောင်းလာတာရဲလာတာရောင်းလာဒါမျိုးတွေဖြစ်နိုင်တယ်အာယုံကြောတွေလည်းထိခိုက်သွားပြီဆိုရင်တော့အာယုံကြောထိခိုက်ပြီးတော့ထုံတာကျင်တာဖြစ်နိုင်တယ်နောက်တစ်ခုကပန်းသေးပန်းညိုယောဂအထိဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့အထက်ကတစ်ရှူတွေပျက်စီးပြီးတော့ကိုယ့်ရဲ့အမျိုးသားညီလေးကကောက်သွားတာမျိုးနော်တိတ်ပြီးတော့မလန်းတော့တာမျိုးဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်တကယ်လို့ပေါ့နော်တင့်မာကဒီသွေးမတိတ်တဲ့ယောဂတစ်ခုခုရှိနေတယ်သို့မဟုတ်တင်းကသွေးကျဲစေးတောက်နေရတယ်သွေးကျဲစေးဆိုတာကဒီလေဖြတ်လေဖြန်းလို့ပဲဖြစ်ဖြစ်နှလုံးသွေးကြောကျဉ်နှလုံးသွေးကြောပိတ်လို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအခြေအနေတွေမှာတောက်ရတယ်အဲ့ဒါခန္ဓာကိုယ်မှာသွေးခဲနိုင်တဲ့အခြေအနေမှာတောက်ရတဲ့ဆေးအဲ့လိုသွေးကျဲစေးကိုတောက်နေရတာပဲဖြစ်ဖြစ်ရှင်းပါကျွန်တော်ပြောထားတယ်သွေးမတိတ်တဲ့ယောဂဖြစ်တာပဲဖြစ်ဖြစ်အဲ့လိုအခြေအနေမှာဆိုရင်ဒီပန့်ကိုနော်ဒီပြောင်းဆွဲတာကိုလုံးဝမတုံးသင့်ဘူးဘာဖြစ်လို့လဲဆိုတော့ပုံမှန်လူတယောက်အနေနဲ့တော့မှသွေးကြည်ဥတာသွေးကိုစိတ်တာဖြစ်နိုင်တယ်အားပြင်းသွားတဲ့အခါမှာအဲ့တော့ငကိုတွေကသွေးကျဲစီးတောက်တော့သွေးကမတိတ်ချင်ထားဘူးပြောင်းဆွဲလိုက်မယ်ဆိုလို့ရှိရင်အားပြင်းသွားရင်ဆိုလို့ပို့ပြီးတော့စိုးနိုင်ရင်ရှိတယ်အဲ့တော့ဒီလိုလူတွေဒီသတိထားသင့်တယ်လုံးဝမတုံးသင့်ပါဘူးအဲ့တော့နေကုန်းချုပ်နေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီပြောင်းကဘယ်လိုလူတွေအတွက်တော့အဆင်ပြေလဲဆိုလို့ရှိရင်ကို့မှာပန်းသေးပန်းညိုယောဂရှိတယ်ဒါကိုဆရာကလည်းဒီပြောင်းကိုအသုံးပြုသင့်တယ်လို့ပြောထားတယ်ဆိုလို့ရှိရင်တော့ဒါအဆင်ပြေတယ်မစိုးဘူးဒါပေမဲ့အလွန်ကျွံသုံးဆွဲတဲ့အခါမှာငကိုရှိရင်ဆွဲပန်းသေးပန်းညိုယောဂတော့ပို့ပြီးတော့စိုးနိုင်တယ်အဲ့တော့ဆရာနဲ့တိုင်ပင်တင်တယ်နောက်တစ်ချက်ကကြတော့ဒီပြောင်းကသူကခဏတစ်ဖြုတ်ကြီးတဲ့ပုံစံတော့ဖြစ်စေတယ်ရေရှည်ကြီးစေတာတော့မဟုတ်ဘူးဒါကိုလည်းသိချတိထားတဲ့ねပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူဆွဲထုတ်လိုက်တဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အမျိုးသားညီလေးကသွေးလျှောက်တာနည်းနည်းကောင်းသွားပြီးတော့ပိုကြီးလာတရားခဏတစ်ဖြုတ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒါရေရှည်ကြီးတာမဟုတ်ဘူးဒါကိုလည်းသိချလေးသိချင်ပါတယ်အဲ့တော့ဗီဒီယိုဖိုင်လင်းကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်